ရှိနေသူကဒီကုသိုလ်အစွမ်းတကူသူရထားတာဘာတော့ဆိုတော့သူ့ရဲ့အစွမ်းတကူကရေမိုးချိုးရေချိုးတဲ့အခါမှာအမြဲတမ်းခေါင်းကလောင်ချိုးကြတာမဟုတ်ဘူးတကယ်ကိုစင်ကြယ်တန်ရှင်းမှုလုပ်ရင်ခေါင်းမှာချိုးတယ်နော်အဲ့ဒါကြောင့်စာပေကျမ်းကမှာတိတံနဟာရိတ်တဝါခေါင်းမှာရေချိုးတယ်တကိုယ်လုံးတန့်စင်တယ်လို့ဆိုပါတယ်တကိုယ်လုံးရေမိုးချိုးတန့်စင်ပြီးတော့သူ့အိမ်မှာရှိတဲ့စဘာခိုးတော်အကြီးတွေကိုတပြက်စီးလဲပြောင်းနေအောင်တန့်ရှင်းအောင်လုပ်ပြီးတော့အဲ့ဒီစဘာချီကြီးရဲ့တကားအပြင်းမဲ့ထွက်ပြီးတော့ထိုင်လိုက်တာနဲ့တပြိုင်နက်ကောင်းကင်ကစဘာမိုးတွေရွာချပြီးစဘာကြီးတစ်ခုလုံးပြည့်သွားတယ်ဒါသူ့ရဲ့အစွမ်းတစ်ခုပဲအဲ့တော့အမကြီးကလာကြည့်တော့မိနကတထေးကြီးကကောင်းပါပြီကျွန်တော်ပြပါမယ်ရေမိုးချိုးပြီးတော့စပယ်ကြီးတွေအကုန်လုံးတန်ရှင်းလုပ်ပြီးတကားပြင်မဲ့ထွက်ပြီးတော့ထိုင်လိုက်တာနဲ့ကောင်းကင်ဘောကအရှူစဘာမိုးတွေရွာပြီးတော့ခိုးတော်ကြီးတဲ့အကုန်ရောက်သွားတာပြည့်သွားအမကြီးကချိနေတယ်အော်စရာကောင်းလိုက်တာကဲမေနကတထေးကြီးရဲ့အစွမ်းတတ္တိတော့သိရပြီတထေးကတော်ကြီးရဲ့အစွမ်းတကူပြပါအောင်လို့ဆိုတထေးကတော်ကြီးကသူ့ရဲ့အစွမ်းတကူပြပါမယ်သူကအလုပ်တော်တထေးကတော်ကြီးရဲ့နာမည်ကစန္ဒပဒုမာတဲ့လက်မှာလာဝန္တရခုခေတ်လက္ခဏာကြည့်တဲ့ဘေးရင်ဆရာတွေလက္ခဏာဆရာတွေသွားကြည့်မယ်ဆိုရင်သူ့ရဲ့လက်ဖွားမှာလာပုံတရံပေါ်နေတယ်ခြေပွားကြတော့ခြေကနာလို့တော့မခေါ်နဲ့နော်လက္ခဏာဆိုတာပါဠိစကားဆိုတာအမှတ်သားကိုပြောတာလက်ဖွားလက္ခဏာခြေပွားရဲ့လက္ခဏာအဲ့လိုပဲပြောရလက္ခဏာဆိုခြေခဏဆိုပြီးတော့ခေါ်ကြတယ်မဟုတ်တာအဲ့ဒါတော့လက်ဖွားရဲ့လက္ခဏာလက်ဖွားမှာလပုံစံရှိခြေပွားမှာကြတော့ဘုံမှာကြာပွင့်ကြီးရဲ့ပုံသဏ္ဍာန်ပေါ်နေအဲ့လိုထူးခြားတဲ့တထေးကတော်ကြီးကသူ့ရဲ့အစွမ်းတကူပြပါဆိုတော့ဘာလို့တော့တထေးကြီးကပြောလိုက်တယ်ကဲမင်းအစွမ်းတကူပြဖို့ကဲလှုပ်လိုက်တဲ့စိတ်အင်္ဂါ၄ပါးအခုစစ်တပ်ကြီးနဲ့လာတာဖြစ်တော့အဲ့ဒီစိတ်အင်္ဂါ၄ပါးကိုထမင်းကျွေးလိုက်စမ်းပါနော်သူကထမင်းတစ်စိမ့်လောက်ချက်ထားတဲ့ထမင်းအိုးကြီးနားမှာထိုင်ပြီးတော့ပါလာတဲ့စစ်သားတွေအကုန်လုံးကိုသူကထမင်းခူးပြီးတော့ကျွေးတာသူအဲ့ဒီနေရာကမထမချင်းဒီထမင်းဟာနော်တစိမ့်ချက်ထမင်းဟာစိတ်အင်္ဂါ၄ပါးလူတွေစားတာမကုန်ဘူးတဲ့မော်ရမြိုင်ကျွန်းဆိုမော်ရမြိုင်ကျွန်းတစ်မျိုးလုံးတစ်နယ်လုံးကလာစားမကုန်ဘူးတဲ့သူချက်ထားတာတော့တစိမ့်ပဲချက်ထားတယ်သူနေရာကမထသေးသမျှကလပတ်လုံးဒီထမင်းအိုးကရော့မသွားဘူးတဲ့အမကြီးနဲ့စိတ်အင်္ဂါ၄ပါးရှိတဲ့စစ်တပ်ကိုထမင်းအဝါကျွေးလိုက်တဲ့အခါအမကြီးကလည်းအံ့ဩသွားတယ်။သွားကြည့်လိုက်ထမင်းအိုးကြည့်လိုက်ပြည့်ထမင်းအိုးကပြည့်ငကိုယ်တော့ကတော့ထမင်းအိုးကြည့်လောက်ပါမလားဒါလေးကတယောက်စားလောက်နှစ်ယောက်စားလောက်ရှိဘလို့လို့လောက်မှတော့အောင်မေးအေးသူအဲ့ဒီနာထိုင်ပြီးကျွေးနေသမျှထမင်းအိုးကဟောက်သွားတာမရှိဘူးတဲ့ပြည့်မြဲပြည့်နေတယ်ဒါသူ့ရဲ့အစွမ်းတကူပဲဒါဖြင့်သားဖြစ်တဲ့ထင်းင်းဆရာရဲ့အစွမ်းတကူကိုကြည့်ပြရစီဆိုကဲငါသားမာလာတဲ့စစ်တပ်တွေကိုမင်းလာစာပေးလိုက်ကွာတထေးကြီးပြောတာလာစာပေးလိုက်တယ်
သူကငွေ1000ထည့်ထားတဲ့အိတ်အဲ့တော့ကဒင်းကား1000ထည့်ထားတာနော်ခုခေတ်1000ကတော့ဘာမှမရှိဘူးနော်ဒင်းကားတွေ1000ထည့်ထားတဲ့အိတ်တဲ့အိတ်ကိုယူပြီးတော့6လစာစစ်သားတွေကိုလာကပေးတယ်6လစာပေးတာ1လတည်းတည်းမဟုတ်ဘူးအဲ့ငွေ1000အိတ်ထဲကနေထုတ်ပြီးတော့ပေးနေရှိသမျှလူတွေအကုန်ဝေပေးအိတ်ကဖောင်းရက်ပဲရှိသေးတယ်တင်ကားတွေနှိုက်ရသလားထွက်နေမကုန်ဘူးတဲ့သူနေရာကသူ့လက်ကမလွတ်သေးသမျှအဲ့ဒီအိတ်ကြီးတဲ့ငွေကကုန်မသွားဘူးတဲ့ဒါသူ့ရဲ့စွမ်းတကူပဲဒါဘယ်လိုဝိဇ္ဇာအတ္တမန္တန်အတ္တတွေမဟုတ်ဘူးကုသိုလ်ကောင်းမှုရဲ့စွမ်းတကူတွေသာဖြစ်တယ်နော်လူတွေကထင်ကောင်းထင်လိုက်မယ်အုံဖွာဒီအရင်လဲကြားရလိုက်မယ်အိန္ဒိယနိုင်ငံကဒီလိုဝိဇ္ဇာသမားတယောက်ရဲ့အစွမ်းတတ္တိဘာပြေမှလဲကြားလိုက်ကြတယ်နော်အဲ့ဒါမျိုးကဘာလို့ခြင်းနဲ့လို့ပြောလို့ရှိရင်လက်ဆက်တန်းလိုက်တာနဲ့ရတယ်ဆိုတာရှိတယ်ဆိုင်းပါတို့နော်အဲ့ဒါကဝိဇ္ဇာရဲ့အတတ်ပညာရဲ့အစွမ်းတကူဘယ်လိုလုပ်တာတော့ကိုယ့်ကိုယ်လှုပ်ကြည့်ခြင်းပြောမယ်လှုပ်တဲ့နီးအစိမ့်လေးတရေတကောင်လောက်မွေးသူ့ကိုမဲသာဝအောင်ကြွေနေတိုင်းအာမခံထားတစ်သလုံးကြွေပါမယ်ဆိုနေ့စဉ်ကြွေပြီးရင်သူ့ကိုခိုင်းတာမကြွေတဲ့နေ့တော့ဆက်ချိုးမှာပဲသိကြအေးချင်းနဲ့လှုပ်တာလေတဲ့အဲ့ဒါတွေအေးချင်းနဲ့လှုပ်တာတခါတခါအေးချင်းနဲ့လှုပ်လို့ဘာဖြစ်တုံးဆိုကဲခေါက်ဆွဲကြောစားခြင်းနဲ့လူတယောက်ကပြောတဲ့အခါကျတော့တရေကိုယူခိုင်းလိုက်တာတရေသူ့လက်ထဲလာထဲတော့ခေါက်ဆွဲဝဲကြီးပူနေနေရကျွေးလိုက်ပြီးတဲ့အခါကျအဲ့ဆိုင်ကိုသွားရှင်းရတယ်ဆိုင်ကနေယူပေးတာဒီနာအေယာဝတီတိုင်းကကျောင်းကုန်းမြို့မှာတောင်မှရုပ်ကစိုးမော်အောင်နေဆိုတဲ့လူတယောက်လူငယ်တယောက်ပေါ်ဘူးတယ်အဲ့ဒါသူလိုချင်တဲ့ဖရာကိုညောင်မင်းကြီးတပင်မောအကြည့်ပြီးတော့ဖရာတဆူပေးပါဘယ်လိုဖရာပေးပါဆိုရင်အပေါ်ကနေချွတ်နဲ့ကြာလာပြီသူလက်ထဲမှာဖရာရောက်လာနော်အေးချင်းမွေးထားတာလူမမြင်ရတဲ့အေးချင်းကိုမွေးထားပြီးတော့ခိုင်းစားလို့ရတယ်တဲ့အဲ့ဒီနီးတွေနဲ့လှုပ်နေကြတာနော်အဲ့ဒီနီးနဲ့လှုပ်တာအခုကတော့အဲ့ဒီလိုနီးတခုမှမပါဘူးသူတို့ရဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူသာဖြစ်တယ်ထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေသူတို့ဟာလုပ်ခဲ့တယ်လုပ်ခဲ့သည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုကပေးတာတဲ့တခါတထေးရဲ့ချွေးမဘယ်လိုစွမ်းတကူရှိတော့ချွေးမရဲ့အစွမ်းတကူပြပါအောင်လို့ဆိုချွေးမကလည်းပါလာတဲ့စတိဘိုးဘာတွေကိုချွေးမက4စိတ်လောက်ချက်ထားပြီးတော့4စိတ်လောက်ဖဲတောင်းထဲမှာထည့်ထားတဲ့ဆန်နေ4စိတ်လောက်ပဲထည့်ထားတဲ့ဆန်နေအဲ့ဒီဆန်နေနာမှာထိုင်ပြီးတော့6လစာတွေ့ဦးကြလိုက်ပဲဟုတ်ရင်တော့မဆလာလက်ထက်ကဆန်ခွဲရမ်းပေးတယ်လို့ပဲနော်ဆန်ခွဲရမ်းပေးတယ်6လစာဝေပေးလိုက်တယ်လာကြယူကြတောင်းနေနဲ့သူ့လက်ကမလွတ်သေးသမျှသူ့နေရကမထသေးသမျှအဲ့ဒီတောင်းတဲ့ကဆန်4စိတ်ဟာကုန်မကုန်ဘူးဒါသူ့ရဲ့စွမ်းတကူပဲအဲ့ဒါလို့အသီးသီးစွမ်းတကူတွေပြပြီး